Hey guys, ဒီနေ့ video လေးမှာတော့ in my opinion ဆိုတဲ့ဟာကိုတခြား alternative way နဲ့ဘယ်လို express လုပ်မလဲဘယ်လိုပြောမလဲဆိုတာကိုပြောသွားမှာဖြစ်တယ် in my opinion အစားနောက်ပြောလို့ရတဲ့စကားလုံးလေးတွေက phrases လေးတွေကကျတော့ in my view နောက်တစ်ခါကျတော့ as I see it from my perspective I believe that personally နားမျိုးရပါ example လေးနဲ့ကြည့်အောင် in my opinion ကိုယ့်ရဲ့အမြင်ပြောရရင် in my opinion this method will get better result ဒီ method ကဒီနည်းလမ်းနဲ့သွားလို့ရှိရင်တော့ result တွေကောင်းကောင်းရမှာပိုကောင်းတဲ့ result ကိုရမှာဖြစ်တယ်ငါအမြင်ပြောရရင် in my opinion နေရာမှာနောက်တစ်ခုအစားထိုးကြည့်မယ်ခုနပြောရတဲ့ဟာတွေတစ်ခုအစားထိုးကြည့်မယ်ဆိုရင် from my perspective this method will get better result okay အဲ့ဆိုတူတူပဲအဓိပ္ပာယ်တူတူပဲဒါပေမဲ့သုံးတဲ့ပုံစံလေးကစကားလုံးလေးပြောင်းပြီးသုံးတာ Alright, so see you next time. Bye bye.